Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီပြပြပေးသွားမှာကျွန်တော်လိုမျိုး highlight လေးတွေထုတ်တယ်highlight လေးထုတ် video တွေတင်ကျင်တဲ့ညီကိုတွေအတွက်ကျွန်တော်သတင်းကောင်းလေးပြပြပေးသွားမှာဖြစ်ပါတယ်ဘာလဲဆိုတော့ဒီဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်ပါကျွန်တော်တို့ဒီ recorder ဖမ်းနေ highlight ထုတ်ပြီးတော့ recorder ဖမ်းပြီးတော့ game ဆုံးနေရတဲ့သူတွေဆင်မပြေရမျိုးတွေရှိရပေါ့နော်အဲ့ဒါပါလဲဆိုဖုန်းတစ်ပြီးတော့ကျွန်တော်တို့ထုတ်တဲ့ highlight တွေကလည်းထစ်နေတာ recorder ဖမ်းတာလည်းကျွန်တော်တို့ video တွေလည်းထစ်နေတာအဲ့လိုမျိုးတွေအများကြီးကြုံတွေ့ရတတ်ပါတယ်အဲ့လိုမဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်ဗျာအဲ့လိုပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Play Store တွေကိုအရင်ဆုံးဝင်လိုက်ပါမယ်အဲ့လိုဝင်ပြီးကြရင်ဆိုတာနဲ့ကျွန်တော်တို့ဒီ server လေးမှာသွားပြီးတော့ကျွန်တော် MVGAN မတယ်ဆိုရလေးရင်ရရမယ်မတယ် game click ဆိုတဲ့ကျွန်တော်တို့စာလေးကိုနှိပ်ပြီးတော့ရှာလိုက်မယ်ရှာလိုက်ရင်ကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာပေါ်လာတဲ့ဒီအမဲရောင်ဟာလေးပေါ့နော်အဲ့ဟာလေးကိုတောင်းရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့တောင်းပြီးသားဖြစ်နေလို့မတောင်းရတော့ပါဘူး brother တို့မတောင်းရသေးရင်တောင်းလိုက်ပါကျွန်တော်တို့တောင်းပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ open ကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ကျွန်တော် open နှိပ်ပြီးတော့လို့ရှိရင်လူလေးပေါ်လာမယ်ပေါ့နော်ခဏလေးစောင်းလိုက်ပါဒီပေါ်လာလို့ရှိရင် brother တို့အနေနဲ့ဒီကျွန်တော်တို့ဘာရဲ့ဒီ discount game ကောင်းနေဝင်ရင်လားဒါမှမဟုတ် Google နဲ့ဝင်ရင်လား email နဲ့ဝင်ရင်လားဒီ QR code တွေပိုင်းနဲ့ဝင်ရင်လားအဲကျွန်တော်လွယ်တော့ကတော့ကျွန်တော်တို့ Google နဲ့ကပို့ပြီးလွယ်အားကြောင့်ကျွန်တော် Google နဲ့ပဲဝင်လိုက်ပါမယ်ဘယ်ကနေပြီးသားလေလေးဆောင်းရပေါ့နော်ကျွန်တော်တို့ router တွေကိုဝင်သွားပါတယ်။ဘာလဲဝင်သွားလို့ရှိရင်ကိုကြိုက်တဲ့ကိုချစ်ချင်းတဲ့ Google အကောင့်ကိုကျွန်တော်တို့နှိပ်လိုက်ပါ။နှိပ်ပြီးသားဆိုရင်ကျွန်တော်တို့ခဏလေးဆောင်းရပါတယ်။ခဏလေးဆောင်းပြီးသားဆိုရင်ဒီလိုလေးပေါ်လာရပေါ့နော်။အဲကြလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ continue လေးကိုကျွန်တော်တို့ချက်နှိပ်လိုက်ပါ။နှိပ်ပြီးသားလို့ရှိရင်ဒီလို manual လေးပေါ်လာရပေါ့နော်။အဲလိုဆိုရင်ကျွန်တော်တို့မတည့်ဒီမတည့် game click တွေကိုပြန်ဝင်လိုက်ပါတယ်။ပြန်ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီမတည့် game click ကဒီလိုလေးပေါ်လာမယ်ပေါ့နော်။ဒီလိုလေးပေါ်လာမယ်ဒါကတော့ဒီကတော့များတင်ထားတဲ့ပို့ကြီးကြည့်လို့ရတဲ့ဟာတွေတိတော့လိုမျိုးပေါ့ဗျာနောက်တစ်ခုအနေနဲ့ကျွန်တော်တို့လူရင်းဂိမ်းရွာတွေဂိမ်းတွေရှားတာတွေအမျိုးမျိုးရှိပါတယ်ဒီကတော့ကျွန်တော်တို့ upload တင်ထားတဲ့ video တွေဒါကတော့ကျွန်တော်တို့ profile ကျွန်တော်တို့တင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအလဲမှာရှိတဲ့အပေါင်းလက္ခဏာအဝိုင်းလေးပေါ့နော်အဲ့လေးကိုကျွန်တော်တို့နှိပ်ရမှာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒါနှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အပေါ်ဘယ်ဘက်မှာကျွန်တော်တို့ step recording ဆိုတာလေးနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ capacity opacity sorry နော် opacity ကဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ click လုံးမဲ့ဒီဘောလေးရဲ့အယောင်ပေါ့နော်မှိန်သွားတာအလင်းအမှန်တမ်းပြောရရင်တော့ဒီမှိန်တာကပိုကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီရဲ့ခါမှာဆိုရင်နည်းနည်းမရှုပ်တော့ပါဗျာနောက်တစ်ခုတော့ site ဒီ site ကတော့ဒီဘောပေါ့နော်ဒီ click လေးရဲ့ site ရွယ်စားလေးပဲဖြစ်ပါတယ်ဒီ site ကို browser ကိုစိတ်ကြိုက်ချိန်နေရပါတယ်ကျွန်တော်ကတော့တရားရလုံးပဲအမခံပါဘာလို့လဲဆိုတော့ဒီကောင်ကဘာလို့200အဆင့်ပြေတယ်ဗျာဒီနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီကျွန်တော်တို့ click လုပ်မဲ့ဗီဒီယိုရဲ့စက္ကန့်ကြာချိန်ပေါ့ဗျာကြာချိန်ကို browser ဒီကျွန်တော်တို့ဒီ15စက္ကန့်နေပြီးတော့5မိနစ်ထိကျွန်တော်တို့ကြာချိန်ချိန်ကြိုက်ပြုလုပ်လို့ရပါတယ်ကျွန်တော်ကတော့အမှန်တကယ်ကျွန်တော်တို့ short video လေးရိုက်တဲ့သူဖြစ်တဲ့ record ဖမ်းတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်15စက္ကန့်ပဲယူပါတယ်လို့ပတ်တယ်ပိုင်း4ပတ်1အဲ့လိုပတ်တယ်ပိုင်းဆိုင်တဲ့ခါမှာဒီကွာ highlight ထုတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီ30ပဲတုံးလိုက်တော့မယ်ပေါ့နော်ဒါကတော့ microphone ပါmicrophone ကတော့ကျွန်တော်တို့အပြင်မှာစကားပြောတဲ့အတန်ကိုပဲကြားရတာပါကျွန်တော်တို့ပြောတဲ့အတန်ကိုကြားပြီးဒီအဲ့ဒါနဲ့audio ကကျွန်တော်တို့ဒီ in-game ထဲမှာကျွန်တော်တို့ phone ကထွက်တဲ့အတန်ကိုပဲသူကကြားရတယ်နောက်ပြီးတော့ကျွန်တော်တို့ internet နဲ့ audio က microphone ပဲပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီကျွန်တော်တို့ in-game ကဖုန်းကထွက်တဲ့အတန်ရောကျွန်တော်တို့စကားပြောတဲ့အတန်ရောနှစ်ခုလုံးကို record ဖမ်းပေးတာပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့အောင်ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ setting ထဲမှာတော့ဖွင့်ရမှာဖြစ်ပါတယ်ဒါကျွန်တော်အနေနဲ့ go to accessory setting ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်အဲ့ဒါလေးဖွင့်ဖို့ပေါ့နော်ဖွင့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ matter ဆိုတဲ့ဟာလေးပေါ်တယ်ပေါ့နော်အဲ့ matter ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ use matter ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်အဲ့ကြလို့ရှိရင်ကျွန်တော်တို့အနေနဲ့ခဏလေးစောင့်ပေးရရပေါ့နော်ခဏလေးစောင့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီအမှန်ကြီးလေးကိုကျွန်တော်ချက်နှိပ်လိုက်ပါအမှန်ကြီးလေးနှိပ်ပြီးသွားပြီဆိုတာလေကျွန်တော်တို့ okay လေးကိုနှိပ်လို့ရပါပြီ okay လေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ဒါ game ခုန matter game clip တွေကိုပြန်ဝင်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနှစ်ခုလုံးကြားရတဲ့ဟာကိုသုံးလို့ရပြီနောက်တစ်ခုကတော့ကျွန်တော်အနေနဲ့
မြူတာပေါ့နော်ဒါဖုန်းတွေကတန်လည်းမကြဘူးကိုမိုက်ခရိုဖုန်းတန်လည်းမကြရဘူးပါဆိုပါတန်လည်းမကြဘူးတိုင်းနဲ့ plain ပေါ်ဖန်တဲ့အားပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဟိုဟာလုပ်သိချင်တာကျွန်တော်တို့အင်္ဂလိပ်နဲ့ဖုန်းကထွက်တဲ့တန်ကိုပဲ confirm ပြီးတာကိုတုံးသိချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပါတီတွေပါဆော့တဲ့ခါဆိုလို့ရှိရင်ကျွန်တော်တို့စကားပြောတဲ့နေပါတတ်လို့ပေါ့ပါတတ်လို့ကြောင့်မလို့ကိုဖန်တဲ့ခါမှာ edit လုပ်ရတဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အဆင်မပြေပါဘူးဗီဒီယိုပြန်နေတဲ့ခါမှာအဆင်မပြေပါဘူးကြောင့်ကျွန်တော်အားပေးရတော့ဒီ internet နဲ့ audio ဆိုတဲ့ဟာလေးကိုပဲကျွန်တော်ဒီကအားပေးရပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ resolution ပေါ့နော် resolution ဆိုရင်ကျွန်တော်တို့ video quality ကိုချိန်ကြည့်ရတာပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်ကြံပြီးကျွန်တော်1080ပြီပါဒါသာတို့စိတ်ကြိုက်ထားပြီးတော့လို့ရှိရင် land record ကိုနှိပ်လိုက်ပါပြီးတော့ stack ကိုနှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပတ်ကြည့်ရဝင်လိုက်ပါမယ်ပတ်ကြည့်ရဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီပေါ်မှာဒီ metal ပုံလေးနဲ့ metal application ပုံလေးနဲ့ phone လေးပါလာပြီပေါ့နော်အဲ့ clip နှိပ်တဲ့ဟာလေးပါလာပြီclip နှိပ်တဲ့ဟာကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ပတ်တယ်ဆိုင်ပြီးသွားပြီပတ်တယ်ဆိုင်ပြီးသွားပြီဒီပတ်တယ်ကိုကြိုက်တယ်ကိုက highlight ထုတ်မယ်ဆိုရင်ကျွန်တော်တို့ခက်ခဲလောက်ဆရာမလို့ကျွန်တော်တို့ clip လေးကိုနှိပ်လိုက်ပြီဆိုတော့လေကျွန်တော်တို့ကြွေးထားတဲ့စက္ကန့်ပမာဏပုံမူတည်ပြီးတော့ကျွန်တော်တို့ clip လုပ်ပြီးသွားမှာဖြစ်ပါတယ် record ဖမ်းပြီးသွားမှာဖြစ်ပါတယ်